Mickey ရဲ့ Cherry ရဲ့ channel နဲ့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ Blind Box လေးဖော်ပြမှာပါနော်။ Blind Box ပေါ့နော်။ Cherry ဖော်ပြမှာပါ။ဆိုတော့ဒီCherry ကြည့်ပါနော်ဘာလေးပါလဲဆိုတော့ဘာမှမပါနော်ဒါကြတော့ဖင်လန်းနဲ့စော့ပေါ့နော်အိုးဟုတ်တော့ဟုတ်အောက်ဆုံးမှာကြည့်ရှင်လေးလို့အပန်းရောင်သူအယောင်လဲပါတော့သူအယောင်အပန်းရောင်ကဲအဲ့ဆိုရင်ဒါလေးကိုစမ်းဖောက်ကြည့်ပါမယ်ခဏကိုအရင်စမ်းဖောက်မယ်ပေါ့နော်ဖောက်ပါမယ်ချိန်ခဏကိုတော့ဖောက်လိုက်သေးတာဟေးအေးနော်ကိုရှိနော်ခဏကိုဟုတ်တယ်ချက်ဒီပါလေရိုးတည်မလားဟုတ်ပြီအဲ့ဆိုရင်ဒီအနောက်မှာထားလိုက်ပါမယ်ငါကတ်ထားလိုက်မယ်ခေနောက်တစ်ခုထပ်ဖောက်မယ်အဲ့ဆိုရင်အင်ဂျီဝပြရမှာပေါ့နော်ဖောက်ပါမယ်သူကဒီမှာချိတ် robust ရေးထားပြီသလားတက်စေတဲ့ခုနဟာလေးချဲကြည့်အောင်ဒါဘယ်လောက်မြင်ရလားတွေ့ရတဲ့ဆိုးပါချဲအဲ့ဆိုရင် cherry အင်ဂျီကပါမလဲတော့မသိဖောက်ကြည့်တာမသိ sorry Ta-da! တူလှနော်အင်ဂျီလေးဒီမှာပေါ့နော်ကောက်ကလေးလည်းပါဒီမှာအဲ့ဆိုရင်ချေအခုထပ်ဖောက်မှာပေါ့နော်ဒီပန်လေးလေးဖောက်မှာပေါ့နော်ဒီပလန်ကကြောက်လေနော် robust မှာနော်မလေးရလှတယ်မကြည့်ပေးပါမယ်နော်
ဒီမှာပါညနာလေးလည်းတက်ပေးရမယ်ပေါ့နော်ကဲအဲ့တော့ညနာလေးတက်ပေးရမယ်နော်တော့ကြီးဖွင့်လို့ပြောလာပါတယ်ရဖွင့်ရအောင်အိုးတစ်ဆယ်နော်လာလို့တစ်ဆယ်ဆိုတာပါယေးတစ်ဆယ်လေးဒီမှာပါကဲဆိုရင်စပင်လေးပေါက်မယ်နော်ဟိုကိုကဘောနော်တည်ရမလားဟိုအမြဲတမ်းလည်းမအားတော့ဘူးအမြဲတမ်းလည်းမလုပ်ဘူးအဲ့တော့ဒီမှာစုထားတဲ့ဟာလေးကိုပြရပါတော့ဟုတ်ရှေ့ဟဲရတယ်နော်ထဲထဲဟာလေးဟုတ်တယ်တော့စရုံကိုလောက်ထားတာကိုပြန်မေ့နေပြီလို့ကြောက်ဒါပြောထားတဲ့သူကြီးများနေလို့ဒါလုပ်ပြရတာပါနော်ချေရအမှန်တကယ်ဆိုရင်အချိန်မရှိပါဘူးဒါပြောထားသူလေးတွေရှင်းနေလို့ချစ်လို့လုပ်ပေးရနော်โอเคလာနော်သူကဲအဲ့ဆိုရင်ဒီလူအိတ်ကလေးပေါ့နော်ပတ်စာအိတ်ပေါ့နော်ပြောရပတ်စာအိတ်ကလေးဖောက်ပါပေါ့နော်ပတ်စာအိတ်ကငါတဲ့ဟုတ်တေးလေးပဲညနေကျရင်ချိန် result ကိုပြပါမယ်ဒါလေးက shoe ရယ် sock ရယ်ပေါ့နော်အဲ့ဒါလေးလည်းဖောက်ပါတယ်အိုးအားမဒီစာရွက်အားမနော်ဒီစရာလေးအားလုံးကို result ကြိုက်တယ်လို့ထင်ပါတယ်နော်ကျွန်တော်ကြည့်ပါတော့ကွာ squishy လည်းဖြစ်နေတော့အရန်ကင်လို့နော်နောက်ထပ်ဗာလေးလုပ်ပြရအောင်မလဲဆိုတော့ comment မှာမှန်ခဲ့ပြီပေါ့နော်အားလုံးပဲဘိုင်ဘိုင်ပါအားလုံးချစ်ပါတယ်တတား